လာပြီလား အဲ့လက်ထဲဟိုလားလှမ်းသေးလိုက်10ရောက်ရရနော်10ရောက်ရပါတယ်အေးဆိုနည်းနည်းအဲ့ရပဲခေါ်လိုက်မယ်နော်အေးဆိုမမကြဲကြဲလေးဟောပေးပါအေးဆိုအကုန်လုံးထိုက်တဲ့သူရကြပါစေလို့နော်နှစ်သက်ကူလက်ဆောင်လေးပါအဲ့ကလေးကနော်အေးဆိုပြီးအေးဆိုပြီးဘာလို့လဲ10ရောက်ရရနော်ဟုတ်ရတယ်အဲ့ရပဲခေါ်လိုက်အေးတဲ့ဒီဘယ်သူလာမလဲဆိုမလာမလဲဆိုတော့မကိစီဆရာလေးလေကျော်တိုင်ရက်ဆရာလေးအော်ကျော်တိုင်ရက်လေအပြိုကြီးလေအော်အပြိုကြီးလားအပြိုကြီးအပြိုကြီးတတိယပါတယ်နော်အပြိုကြီးကိုလည်းတတိယပါတယ်အပြိုကြီးတတိယအပြိုကြီးဒီမှာမှတ်မိလားဒီပါလင်းဟိုကကြတော့လင်းစုကျဲကြီးကြီးလေကြီးလေရတယ်ညချိုသေးဆိုင်လေးကိုလည်းအားပေးလို့ရတယ်နော်ဆိုင်မှာပဝါတွေလည်းရောက်နေပြီနော်အရန်လှတယ်ပဝါလေးတွေကခင်မမဦးတဲ့ခင်မမဦးတဲ့ဝေးရောက်ပြီနိုင်ငံသားတွေအားပေးရတယ်နော်ခင်မမဦးကဟိုချောချောနဲ့အမလေးအေးလေဟိုမိုင်းရုပ်ကလေးကလည်းချောသဘောကလည်းချောအေး तू ကလည်းလေဟိုပတိတ်တွေလည်းရောင်းနေအမလေးအတော့ဘူးလေဒါဘူးလေဒါညီမချောစုဆိုတာဘယ်ချောစုလဲချောစုကတော့အပြင်ရမယ်အပြင်ကချောစုပြင်ချိုးစမနဲ့ဝင်မှားပါဆိုဒီစင်လေးတဲ့ဒီစင်လေးအဲ့ဒါပါပေးလိုက်ပါတော့ဒီကဖြူဒါဖြူခိုက်ကုန်ချီကြည့်လိုက်ပါနော်ဖြူဟိုဗါလဲစာရေးကရိယာရောဖြူလားမာလေးဒီမှာနော်အော်အဲ့ဒီမှာလည်းချောတယ်ခြေပေးလိုက်ဦးမယ်စာရေးကရိယာနှစ်ပြီးတော့3ပြီးတော့4ပြီးတော့5ပြီးတော့6 9 10နော်10မဲရပါတယ်နော်စတစ်ကာပေးထားတဲ့သူတွေကိုလည်းဖောက်ပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်မဲလေးနောက်ဖောက်ချင်တယ်ဆိုရင်စတစ်ကာလေးပေးပေးပါစတစ်ကာလေးပေးလို့ရတယ်နော်ကွန်မန့်လေးတော့ပေးနော်ကွန်မန့်လေးပေး share ပေးနော်ပိုကောင်းတာပေါ့ကွယ်ဒီဘက်ဖတ်မှလည်းမသိဘူးနော်ဒီပေါက်မလဲ share လေးပေးခိုင်းလေ share လေးပေးပေါ့နော်နိုင်ရတော့မလားဒီကောက်တာလည်းမသိဘူးကဲခင်မမဦးလေးပြေမွေခင်မဦးလေးဖြူလားမသိဘူးခင်မဦးလားမသိဘူးလူလည်းမသိဘူးနော်ကဲဒီမှာဒီကောက်ပါတကယ်ပါလားပါရှင်ဒီမှာပါရှင်ဒီပါဝါတော့ तू ကစေတနာရှင်လေးပါ तू ကစေတနာရှင်လေးပါတကယ်ပဲစာရေးကရိယာအမကြီးပါဟိုးမှာစာရေးကရိယာတွေရောက်ပါဝေးရကျေးဇူးတင်ပါတယ်ပါအဲ့ဒါနေလို့ကျေးဇူးပါဘူးကျေးဇူးတင်ပါတယ်လက်ဆောင်လို့လို့ရှင်ရပြီ